အားလုံးပဲမင်္ဂလာပါ Dash Y AP ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီသင်ခန်းစာမှာတော့မိတ်ဆွေတို့ကဘာကိုလေ့လာရမလဲဆိုရင်ကွန်ပျူတာတစ်လုံးဘယ်လိုလုပ်တယ်လဲပေါ့နော်ကွန်ပျူတာတွေဘယ်လိုလုပ်တယ်လဲဆိုတာကိုထပ်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကွန်ပျူတာတွေဘယ်လိုလုပ်တယ်လဲဆိုရင်ကျွန်တော် input ဆိုတဲ့အရာပေါ့နော် input ဆိုတဲ့အရာကျွန်တော်တို့လူတွေထည့်သွင်းလိုက်တဲ့အချက်လက်တွေထည့်သွင်းလိုက်တဲ့အရာတွေကနေမှဘယ်ကိုသွားပြီးလုပ်မလဲဆိုရင် process ဆိုတဲ့လုပ်ငန်းစဉ်ကိုသွားပြီးတော့လုပ်မယ်ပေါ့နော်လုပ်ငန်းစဉ်ဆိုတာကကျွန်တော် CPU မှာသွားပြီးတော့လုပ်မယ်ပြီးတော့ output ဆိုတဲ့အရာချက်လက်တွေထုတ်ပေးမှာဖြစ်တယ်ပေါ့နော်ချက်လက်တွေထုတ်ပေးတယ်ဆိုတော့ကျွန်တော်တို့မှန်ပြန်နေထုတ်ပေးခြင်းနဲ့ထုတ်ပေးလိုက်မယ် output device တွေဖြစ်တဲ့ဒီ monitor နဲ့ထုတ်ပေးခြင်းနဲ့ထုတ်ပေးလိုက်မယ်ဒါမှမဟုတ် speaker တွေကနေထုတ်ပေးခြင်းနဲ့ထုတ်ပေးလိုက်မယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့အဓိကမှတ်သားထားမှာကွန်ပျူတာတွေကဘယ်လိုလုပ်တယ်လဲဆိုရင်ကျွန်တော် input ဆိုတဲ့အချက်လက်ထည့်သွင်းလိုက်တဲ့အရာကို process ဆိုတဲ့အရာမှာသွားပြီးတော့လုပ်တယ် process ဆိုတာက CPU မှာပေါ့နော် CPU မှာသွားပြီးတော့လုပ်တယ်ပြီးတော့မှကျွန်တော်တို့ output ဆိုတဲ့ output device တွေဖြစ်တဲ့ဒီ monitor တို့ speaker တို့ printer တို့မှာသွားပြီးတော့ပြတယ်ပေါ့နော်ဒီလိုမှတ်သားထားရမယ်ဆိုတော့ဒီမှာ input device ဆိုတာဥပမာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော် mouse ကနေမှကျွန်တော် mouse ကိုအသုံးပြုရပြီးတော့မှတချင်းလေးတစ်ပုတ်လောက်ကိုဖွင့်လိုက်တယ်ဆိုပါစို့ပေါ့နော်တချင်းလေးတစ်ပုတ်လောက်ကိုဖွင့်လိုက်တယ်ဆိုရင်ဒီမှာ CPU ကနေသွားပြီးတော့လုပ်မယ်ဒီ speaker ကနေမှကျွန်တော်တို့အသံထွက်ပြမယ်ပေါ့နော် mouse ကနေမှကျွန်တော်တို့ဒီ MP3 တချင်းလေးတစ်ခုကို double click နဲ့တက်ပြီးဖွင့်လိုက်တယ်အဲ့ခါမှာကျွန်တော် CPU ကနေမှသွားပြီးတော့ခိုင်းမယ်မင်းဒါကိုဖွင့်လိုက်ကွာဆိုပြီးမှ CPU ကနေခိုင်းလိုက်တယ်ခိုင်းလိုက်တာကိုမှကျွန်တော်တို့ဒီ speaker နေပြီးလုပ်မယ်ပေါ့နော်CPU ကနေ speaker ကိုလှမ်းခိုင်းလိုက်တယ်ဒီကောင်းကိုမင်းအသံထွက်ပေးလိုက်ဆိုပြီးမှလှမ်းခိုင်းလိုက်တဲ့အတွက်ကြောင့် speaker နဲ့မှကျွန်တော်တို့မိတ်ဆွေတို့ဖွင့်လိုက်တဲ့သချင်းတန်ထွက်လာမယ်ပေါ့နော်မိတ်ဆွေတို့ကရှေ့သချင်းကိုဖွင့်လိုက်တယ်ဆိုရင်ရှေ့သချင်းတန်ထွက်လာမယ်ဒါမှမဟုတ် keyboard သချင်းတွေဖွင့်လိုက်တယ်ဆိုရင်လည်းဒီ speaker နဲ့မှကျွန်တော်တို့ထွက်ပေးမယ်အသံထွက်ပေးမယ်ပေါ့နော်ဒါကတော့ကွန်ပျူတာလုပ်ပုံရဲ့ဒါအရှင်းလင်းဆုံးအရိုးရှင်းဆုံးပုံစံနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ input device တွေမှာဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ keyboard တွေရှိမယ်ပြီးတော့ mouse တွေရှိမယ်နောက်ထပ် scanner တွေရှိမယ်ပေါ့နော်ဒီမှာ process မှာကျွန်တော်တို့ CPU ကနေသွားပြီးတော့ process လုပ်ငန်းစဉ်တွေကိုလုပ်မယ် CPU ကဒီကွန်ပျူတာရဲ့အုံနောက်လို့လည်းကျွန်တော်အရင်ကပြောခဲ့တယ်လူရဲ့အုံနောက်မှာလူမှာအုံနောက်ပါတယ်လို့ပဲကွန်ပျူတာမှာလည်းအုံနောက်ကအဓိကအလုပ်တာက CPU ကနေမှသွားပြီးတော့စီမံခန့်ခွဲတဲ့သဘောမျိုးပေါ့နော်ဘယ်ဟာပြီးရင်ဘာလုပ်မယ်ဘယ်ဟာပြီးရင်ဘာလုပ်မယ်ဆိုတော့တက်သမတ်ထဲချမှတ်ပေးထားတဲ့အရာအဲ့ဒီအရာ CPU ဖြစ်တဲ့ CPU ကို process လို့လည်းခေါ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ data တွေသိမ်းမယ်ဆိုရင်တော့ကျွန်တော် storage တွေထဲမှာသိမ်းမယ် RAM ထဲမှာတော့ RAM မှာကျွန်တော်ယာယီသိမ်းတဲ့အရာပေါ့နော် random access memory လို့ခေါ်တယ် RAM ထဲမှာကျွန်တော်ယာယီသိမ်းမယ်ပြီးတော့တကယ်သိမ်းနေတယ်ကြာရှည်သိမ်းနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ hard disk တို့SSD တွေတို့သွားပြီးသိမ်းနေတယ်ပေါ့နော် RAM မှာသိမ်းထားတဲ့အရာကမိတ်ဆွေတို့ကွန်ပျူတာတစ်လုံး register ချလိုက်တဲ့ခါမျိုးမှာဆိုရင် RAM မှာမရှိတော့ဘူးဗျာဒီကြာရှည်သိမ်းနေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ hard disk HDD ထဲမှာသိမ်းမယ်ဒါမှမဟုတ် SSD ထဲမှာသွားပြီးတော့သိမ်းလို့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခု output ပေါ့နော် output device တွေပါတယ်ရှိမလဲဆိုရင်ကျွန်တော် monitor တို့ရှိမယ် speaker တို့ရှိမယ်နောက်ထပ် printer တို့ရှိမယ်ပေါ့နော် monitor ဆိုတာကျွန်တော်တို့မိတ်ဆွေတို့တည်ပြီးသားဖြစ်တဲ့မှန်ပြင်ကြီးဖြစ်တဲ့ speaker ကတော့ကျွန်တော်တို့ငယ်ငယ်တော့တည်တဲ့ကျွန်တော် sound box လေးပေါ့ဗျာနော်ဒီလိုမှတ်သားထားလို့ရတယ်ပြီးတော့ printer ဆိုတာကျွန်တော်တို့စာရွက်တွေထုတ်ပေးတဲ့အရာပေါ့ဗျာနော်အဲဒီကွန်ပျူတာနဲ့မိတ်တူကူလိုက်ပြီးတော့တက်ပြီးတော့မှကျွန်တော်စာရွက်တွေကနေမှကျွန်တော်မှင်နေနဲ့ထုတ်တယ်ပြီးတော့မှဒီ printer နဲ့မှထုတ်ပေးတယ်ပေါ့နော်စာရွက်တွေကိုစာတွေစီးလိုက်ပြီးထုတ်ပေးတဲ့အရာဖြစ်ပါတယ်ဟုတ်ကဲ့ဒီသင်ခန်းစာတွေလောက်ပါပဲအားလုံးပဲစင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်တခုခုနားမလည်တာရှိရင်ပဲဖြစ်ဖြစ်မရှင်းရင်ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ personal account ကိုတိုက်ရိုက်လာပြီးတော့မေးမြန်းနိုင်ပါတယ်တိုက်ရိုက်လာပြီးတော့ကျွန်တော်တို့ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီသင်ခန်းစာတွေလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်